online ကနေအလွယ်ကူဆုံးငွေရှာလို့ရမယ့်နည်းလမ်း၃ခုသိချင်တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တော့ online ကနေငွေရှာလို့ရမယ့်နည်းလမ်း၃ခုရှိတယ်ဒီနည်းလမ်း၃ခုကိုသာတင်ချအသုံးချနိုင်မယ်ဆိုရင်တေချာပေါင်း online ကနေငွေရှာရတာလွယ်ပထမနံပါတ်1 content မိုင်းသာကောင်းမယ်ဆိုရင်တေချာပေါင်း online ကနေငွေရှာရတာလွယ်နောက်တစ်ခုက vlog ရရင် online ကနေငွေရှာနေတဲ့သူတွေကလည်းမနှဲဘူးအဲ့တော့ vlog ရရင်ငွေရှာပါလို့လည်းပြောအဲ့တော့နောက်ဆုံးတစ်ခုကကိုတက်ထားတဲ့ပညာရေးတစ်ခုကို online မှာပြန်လည်မျှဝေပြီးတော့လည်းငွေရှာလို့ရပါပြီးတော့အခုပြောသွားတဲ့သုံးခုတွေကကိုဝါသနာပါတာကိုရွေးချယ်ပါလို့နင်းကတော့ပြောချင်ပါတယ်ကိုဝါသနာပါတာတဲ့သုံးခုတွေကတစ်ခုကိုလုံးမယ်ဆိုရင်တင်းအနေနဲ့ပါတက်ထားဖို့လို့လဲဆိုရင်တော့ content skill ကောင်းရမယ် content ကောင်းမှလူတွေကကိုဗီဒီယိုကိုကြည့်တဲ့အခါမှာပို့ပြီးတော့ချစ်လာနောက်တစ်ခုက branding တိစောက်တဖို့လဲလိုတယ်ဒါမှမဟုတ်ကိုက online ကနေဈေးရောက်မယ်ဆိုရင်ကြည့်နေတဲ့သူကကိုဗီဒီယိုကိုကြည့်လိုက်တာနဲ့ဒါဟာဘသူရဲ့ content လဲဆိုတာကိုသိဖို့ logo တစ်ခုလိုအပ်ပါတယ်ကိုကောင်းရဲ့လူတွေကယုံကြည်ကြပြီး follow လုပ်ဖို့လွယ်သွားပါတယ်